အခန်း30ကျွန်ုပ်တို့နှင့်ပလူတွင်ကျွန်ုပ်တို့အိမ်သို့မောင်ကျော်ညွန့်ရောက်ရှိနေသည်မှာအတန်မြင်ကြခဲ့ပြီဖြစ်၏သို့တော့သူကလည်းညွန့်ညွန့်ဘွားမှမပြောင်းလဲသေးသလိုကျွန်ုပ်မှလည်းဘလို့ပဲပုံကင်တွေပြုပြင်ရမှန်းစဉ်းစားမရဖြစ်နေစေပြီဟူးတော်တော်ခေါင်းစားတဲ့ကိစ္စပဲဟုတ်ပြီအကြံရပြီဒီကောင်ကိုတော်တဲ့ခေါ်သွားကြည့်ရမယ်ဒါမှတဖြည်းဖြည်းနဲ့တတိရှိပြီးပုံစံပြောင်းလာနိုင်တယ်ဟုတ်ပြီဘိုက်ကလေးရေလာပါအောင်ကွလာပြီဆရာတို့ရေဘာကိစ္စလဲဆရာတို့ကျွန်ုပ်တို့နှစ်ပြန်တောဆက်သွားရအောင်လို့တောဆက်ဘာလို့မို့လဲဆရာတို့ရေဘလူတွင်းလေကွာဘလူတွင်းသွားမလို့ပေါ့ဟာဟုတ်သားပဲဒီချိန်တရားသည်ဆိုဘလူကြမိတယ်အေးအဲ့ဒါသွားရင်မောင်ကျော်ညော့မှာခေါ်သွားမလို့ကွဟာဆရာတို့ကလည်းမဟုတ်တာသူကတော့အလုတ်တောင်ပို့ရှုပ်အောင်ဘာမှလည်းသုံးစားလို့ရတဲ့ကောင်မှမဟုတ်တာဘိုက်ကလေးမှာမောင်ကျော်ညွန့်အပေါ်အစာမကြေသူဖြစ်ရကချွတ်ချွတ်ဖက်ဖက်ပြောပြီးခါခါတီးတီးညင်းဆန်နေတော့၏အေးလေသုံးစားလို့မရဘူးဆိုပေမဲ့လည်းကျွန်ုပ်တို့သွားမှာကတောဆက်တင်မဲဟာအလုံးမရှုပ်ပါဘူးကွဟာဘယ်နေရာဖြစ်ဖြစ်ဗျာဒီအချောင်းတော့လုံးဝမသွားချင်ဘူးအေးအဲ့ဒီအချောက်ကိစ္စပျောက်သွားအောင်လို့လေတောထဲခေါ်သွားချင်တာပေါ့ဗျာဘလို့ဆရာတို့ဒီလိုလေကွာသူ့ကိုတော်တဲ့ခေါ်သွားရင်သူ့အမှုကျင့်နေများပြောင်းလာမလားလို့စမ်းကြည့်မလို့လေကျွန်တော်တော့မထင်ပါဘူးဗျာ6ချင်တဲ့ကောင်ကတော့ငရဲပြီးရောက်ရင်တော့6နေအောင်ပါဗျာဟင်သူများအရန်မထိုးနဲ့နော်ခရင်ကြီးကိုပြောတာပါအေးလေဒါကတော့သူ့ကိုယ်သူကံပေါ့ကွာလို့ပေမဲ့ကျွန်ုပ်တို့ကတော့ဥစိန်ညုံကိုပေးခဲ့တဲ့ကတိအတိုင်းအတက်နိုင်ဆုံးစူးစမ်းကြည့်ရမှာမဟုတ်လားမင်းသူ့ကိုကြည့်မိရမယ်ကျွန်ုပ်သိပါတယ်လို့ပေမဲ့ကျွန်ုပ်ကိုကူညီတဲ့အနေနဲ့မောင်ကျော်ညွန့်ပေါ်တီးခံပေးပါတပည့်ကြီးရဲ့နော်ဆရာတွေ့ကြောက်ဖို့ပေါ့ဗျာတို့ဖြင့်ကျွန်ုပ်လည်းမောင်ကျော်ညွန့်ကိုထိုကိစ္စခေါ်ပြောရာအစရင်မူမလိုက်လိုဟန်အင်တင်လုပ်နေတော့လေလူကြီးသူမစကားကိုမပယ်ရှားလိုဟန်ဖြင့်လိုက်ရန်ကောင်းကြီးရှာကြည့်မင်းလည်းယောက်ျားကတယောက်ပြဖြစ်လာပါစေလို့ဦးကြီးတို့ဆုတောင်းပါတယ်ကွာတို့ဖြင့်ကျွန်ုပ်တို့လည်းနောက်နေ့တွင်အစာခံရန်အတွက်နေ့လည်နေခင်းတွင်ထမင်းတစ်နက်ထပ်စားကြ၏မောင်ကျော်ညွန့်ကမူထမင်းကိုတစ်နက်ထပ်စားသူမဟုတ်သည့်အတိုင်းကော်ဖီမစ်နှင့်မုတ်ကိုသာစားကြ၏ကျွန်ုပ်တို့နေ့လည်စာတစ်ထပ်စားရခြင်းမှာပလူတွင်းစီသို့ညနေပိုင်းမှသွားရန်ဖြစ်သောကြောင့်ဖြစ်၏သွားရတွင်ဘိုက်ကလေးကလေးခွတလက်မောင်ကျော်ညွန့်ကချင်းတောင်းတစ်ချင်းတောင်းနှင့်ကျွန်ုပ်စီတွင်အခက်တုတ်တစ်ချောင်းသာပါကြ၏ဦးကြီးတို့တော်ရဲသွားမယ်ဆိုပြီးတနက်မြူလာဘူးလားပြီးညညကဒီတောင်းကြီးနဲ့ဘာလို့မှမလဲတော်ရဲဆိုပေမဲ့တောဆက်တင်ဖို့တနက်မြူလာတာပါမောင်ကျော်ညွန့်ရဲ့ခုလိုမိုးဥကြမိုးရပြီးစနေပြန်ပူတဲ့ညနေတွေဆိုတော့တောဆက်မှာရှိတဲ့ပလူတွင်းတွေကနေပလူကောင်တွေထွက်လာတတ်တဲ့မောင်ကျော်ညွန့်ရကျွန်ုပ်စကားကြောင့်မောင်ကျော်ညွန့်မှာအတန်ငယ်စဉ်းစားဟန်ပြုနေပြီးမှတိပြီဟိုပြည့်ကောက်တလို့ညညကဒီချင်းကြီးနဲ့ပလူကောက်ရမှာပေါ့နော်မောင်ကျော်ညွန့်စကားကြောင့်တလန်းလုံးရှူတူတီလှုပ်လာတော့ဘိုက်ကလေးပင်ဟန်မဆောင်နိုင်တော့ပဲခွတ်ထိုးခွက်လန်ရီမောကြည်တော့ဒီတကားပြီးရင်မင်းကိုအဲ့ဒီဘလူတွေကြော်ကျွေးမလို့သိလားဟာဒီလိုပါမောင်ကျော်ညွန့်ရဲ့မင်းလုံရမှာကဘလူကောက်ကိုမဟုတ်ပါဘူးကွအဲ့ဒီကထွက်လာတဲ့ဘလူတွေကိုလာစားတဲ့ငှက်တွေဖုတ်ပတက်တွေကိုဦးကြီးတုကဒုံနဲ့ရကိုဘိုက်ကလေးကလေးခွားနဲ့ပြစ်ပါလေရလာတဲ့ကောင်းတွေကိုမောင်ကျော်ညွန့်ကချင်းနဲ့လိုက်ကောက်ထဲရမှာဒီလိုကိုသိပါဦးကျွန်ုပ်တို့လည်းတောဆက်နာအရောက်တွင်ဘလူချင်းများရှိရာတစ်ပင်အုပ်အဖျားစီလှမ်းအကန်းခက်ချီရာဘိုက်ကလေးရေဘလူတွေတော့စားထွက်နေပြီဟုတ်ပါတို့ဖြစ်၍ကျွန်ုပ်တို့လည်းခက်သက်သက်ပင်ပလူတွင်းများရှိရာသို့လှမ်းခဲ့ကြ၏ကျွန်ုပ်တို့ပလူတွင်းသားရောက်တော့ပလူများစထွက်ကစားရှိသေးပုံရ၏အကြောင်းမူပလူကောင်များကိုလာရောက်ထိုးစိတ်စားတောက်နေသောငှက်များမှာ40-50ကောင်ပင်မပြည့်တက်သေးသောကြောင့်ဖြစ်၏အချိန်ရသေးသည်မို့ကျွန်ုပ်တို့လည်းခဏအမောပြေရင်မောင်ကျော်ညွန့်ရေတတိတော်ပေးထားရအောင်မယ်ဘာလဲအကြည့်တို့ငှက်ကောင်ရင်းနဲ့လဲဝေပါကင်းမှာကြည့်ရှောင်းနော်တခါတလေပလူလာစားတဲ့ငှက်တွေဖားတွေကိုစားဖို့ဝေတွေဘာတွေလဲရောက်လာတက်လို့ကွဟုတ်ကဲ့သိပါပြီဦးကြီးတို့မကြလိုက်တ
တိမ်တန်းချီ၍ထပ်နေကြပြီဖြစ်သောပလူများကိုစားရန်ငှက်များကစုညံစွာအတန်ပေးရန်ရောက်လာကြရော၏တို့ဖြင့်မိုးပေါ်ပြန်ဝဲတက်လာသောပလူများကိုငှက်များကစတူဒီတာအလူကြီးပေးနေသည့်အတိုင်းအငမ်းမရထိုးစိတ်စားတောက်နေကြတော့၏တွင်းထဲမှထွက်ခါစားပလူများအတောင်မရှိတော့သည့်ပလူများကိုစားတောက်ရန်အလို့ငါဖွတ်ပကြက်ကင်းလိတ်ချောပုတ်သိမ်ညူဖားများလည်းရောက်ရှိလာကြတော့၏တို့ဖြင့်ဘိုက်ကလေးလက်ချက်ခွာစာမိသွားသောငှက်များကျွန်ုပ်ငှက်ခတ်တုပ်ဖြစ်ရိုက်၍ထိကုန်သောဖွတ်များပရက်များငှက်များကိုမောင်ကျော်ညွန့်ကလက်မလဲအောင်ကောက်နေရကြတော့၏ပလူတွေအထွက်ကျန်းလာလေးလေးငှက်တွေမှလည်းပိုများပိုဆူညံလာပြီးမြေပြင်တွင်လည်းဖွတ်ပကြက်ပုတ်တင်ညိုကင်းလိတ်ချောဖားများကဒီကျန်းဖြစ်နေကြတော့၏ပြစ်မလွဲရိုက်မလွဲဖြစ်နေသောငှက်များဖွတ်များပဒံများကိုကျွန်ုပ်နှင့်ဘိုက်ကလေးမှာလက်ပန်းကျအောင်ပြည့်ရိုက်နေသလိုမောင်ကျော်ညွန့်ချင်းကောင်းထဲတွင်လည်းတရဝါအစုံဖြင့်ပြည့်လူမခန်းဖြစ်နေလေပြီတချီဝဲကျွန်ုပ်ရိုက်လိုက်သောဗရက်တကောင်မှာတင်အံ့မူမူဖြင့်ဟိုဒီပြင်းနေရင်မှာစောင့်ကြောက်ထိုင်၍လိုက်လံကောက်ယူနေသောမောင်ကျော်ညွန့်၏ပစိုးထဲသို့ဆွေကနေဝင်သွားတော့၏ဟဲ့ဘာကြီးတော့အမလီရှောက်ပြေးနေရတော့အမလီကိုပါရေးလောက်ပါအောင်အထဲမှာဘာကောင်ဝင်တော့လဲမသိဘူးရှောက်ပြေးနေတယ်တော့မောင်ကျော်ညွန့်အော်တန်ကြောင့်ဘိုက်ကလေးလည်းငှက်ပြစ်နေရမှပြေးလာပြီဘယ်မှာလဲကျော်ညွန့်ပြစမ်းဒီထဲမှာရှောက်ပြေးနေတယ်အသားနေငါဖမ်းမယ်ဘိုက်ကလေးလည်းပျော့ဆူဆက်ဖြင့်မောင်ကျော်ညွန့်လုံကြီးတွင်နဲ့လက်သွင်းကအကောင်ဖမ်းရန်ဆန်းတော့၏ဝါဟာဟာမိပြီကွမိပြီမင်းပဲပြေးမလဲမိရွှေသွဲအဲ့လေမင်းပဲပြေးမလဲအကောင်စုပ်လာထားဝမ်းသာအားရကျုံးဝါတန်ကြီးနဲ့အတူဘိုက်ကလေးမှာမောင်ကျော်ညွန့်လုံကွင်းထဲမှာတရဝါအားပတ်ပိုင်နိုင်စုပ်ကိုင်ပြီးဆွဲထုတ်ကြရအမလေးလွတ်ကိုပိုက်လွတ်မောင်ကျော်ညွန့်ဤမရှိမဆန်អော်လိုက်တန်ကြောင့်ဘိုက်ကလေးမှာလက်ဖြတ်နောက်ဆုတ်သွားပြီးဘာလဲကွာမင်းဟာကကိုပိုက်မိတာကအကောင်မဟုတ်ဘူးညွန့်ရဲ့ဘာထိတ်လန့်ပွဲဘိုက်ကလေးအတန်နဲ့ကြီးကြောင့်မောင်ကျော်ညွန့်လည်းလမ်းဖြတ်ပြီးထရက်လိုက်ရမှပဒတ်တီကဖုတ်ကနေပြုတ်ကျလာကြတော့၏သူ့လက်ကိုသူမတရီစရာအရာတစ်ခုနဲ့ကြည့်ပြီးတွရီရောမျက်နှာကြီးမအီမလဲဖြစ်နေရှာတော့တပည့်ကျော်နှင့်ရှက်ချင်းနာချင်းတို့ဖြင့်တရှုံငုံနေရှာတော့မောင်ကျော်ညွန့်တို့အဖြစ်ကိုကြည့်ရင်ကျွန်ုပ်မှာမပြုံးမဲဝလုံးကွဲရေလိုတော်လှလေမတင်သည်မို့အောင်ကြီးမျိုးသိရခြင်းရောသွားပြီငါလက်ကြီးသွားပြီဤညရောက်ပုံစံဖြင့်တော့အလုံးဆက်လို့ရမဖြစ်တော့သည်မို့ကျွန်ုပ်လည်းအိမ်ပြန်ရန်သာဆုံးဖြတ်လိုက်ရချီတော့သည်တကားအိမ်ပြန်ရောက်ရင်ရှိသမျှစစ်ပြမျိုးစုံဝယ်ပြီးငါလက်ကိုဆေးရဘယ်အညိုးနဲ့ချိုးရက်လေအဲလေလုံးရက်လေးရလဲကိုပိုက်ရဲ့